2026ခုဇွန်လ14ရက်မြန်မာတက္ကရာ1388ခုနေယုံလပြည့်ကျော်15ရက်ပုံမှန်တကူရက်မစုံ29ကစုံရက်စုံ30နေယုံရက်မစုံ29 14မှာလက်ကွယ်ရပါမယ်ဒါပေမဲ့ဒီနှစ်ကနေယုံလပြည့်ကျော်15ရက်လက်ကွယ်ပါတယ်လက်ကွယ်နေ့ဒီနှစ်ဝါကြီးတက်ပါနေယုံလပြည့်ကျော်15ရှာပါတခါတည်းမှာ3နှစ်ကိုတခါဒါလွန်ခဲ့တဲ့2023ကတခါကြုံပြီးပြီနှစ်6မှာလည်းနောက်ထပ်10နှစ်ကျော်ကြာမှတခါထပ်ကြုံလိမ့်မယ်ဒီကိုကျွန်တော်တီးတာတန်ယူတန်ယူဆိုရင်ပုံမှန်တီးရတာထားပါတော့ဒီအများဆုံးတီးရတာထူးမချနာထူးမချနာဒါကပုံမှန်ကျွန်တော်တို့မြန်မာထုံးစံတီးတာတော့စောင်းကျိုးမှာပလဲပြီးတော့တန်ယိုးအောက်ပြန်ပြီးရင်မြင်ဆိုင်ဒါပဲခုနောက်ပိုင်းကျွန်တော်တီးကြတာအပိုးဆရာစိန်ပေးတာထွင်ပြီးရဲ့အချိန်မှာအပိုးစီအဲ့တော့အဲ့အနေပြီးတော့မှဒါထုံးစံရှိတာတွေပဲတီးကြတယ်သို့တော့ခေတ်ကာလတောင်းဆိုမှုအရာကျွန်တော်တို့ခီးတွေကအမျိုးမျိုးဖြစ်လာတယ်ဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့နောက်ကျကြံခဲ့လို့မရဘူးလိုက်ရပါလိမ့်မယ်အဲ့တော့စောင်းနဲ့ဆိုင်းနဲ့မှာလည်းတန်စင်နဲ့ပတ်သက်ပြီးအခက်အခဲကအများကြီးပါသူ့အတွက်အဲ့ဒါကသူ့အတွက်အသက်ပါအဲ့အခက်အခဲတွေကျွန်တော်ကြော်လွှားနိုင်အောင်လုပ်ရမယ်ဘာလို့ဆိုတော့ခက်နေရင်ဘယ်သူမှတိမှမဟုတ်ကျွန်တော်တို့ဖြစ်နေတဲ့ညအလွယ်တကူဖြစ်အောင်ပြောပေးနိုင်မယ်တင်ပြပေးနိုင်မယ်အဲ့တော့ကျွန်တော်ခုတော်များများကြုံရတာကြားနေရပါတယ်ထူးမချမ်းသာဆိုတဲ့အချိန်မှာတချို့ကြလဲပုံမှန်တန်ရိုးနဲ့မြင့်နေလို့ပါအတန်မြင့်နေလို့အော်နိုင်လို့ချပေးပါဒီဖလက်အဲ့တော့တစ်ခါအရင်ကပြောပြတာ A နဲ့ညှိတာလွယ်တကူညှိတာပြောပြတာပါအဲ့တော့ B ဖလက်လေးကတော့များဆိုကြတယ်ပြီးတော့ရှာပါတအားအတန်ကောင်းလို့မလို့အတန် range က vocal range ကညာဘက်ကိုကြောင်းနေလို့မလို့ကျိုးက C နဲ့နှိပ်နေတာ D နဲ့တီးပေးပါဆိုအဲ့ D လဲလွယ်တကူညှိတာကျွန်တော်ပြောပြတာပါအဲ့တော့ခုမပြောရသေးတာ B ဖလက်လွယ်တကူညှိဖို့အတွက်အဲ့တော့ B ဖလက်လွယ်တကူညှိတာကိုကျွန်တော်ပြပါမယ်ခဏနော်ဒါလေးနည်းနည်းအောက်လိုက်ကဲ B ဖလက်ညှိမယ်ဆိုတော့ကျွန်တော်တို့ကတော်တော်များများဆောင်းဆရာတွေအကုန်ညှိတတ်ပါတယ်မြင်ဆိုင်လို့ခေါ်တဲ့ E ဖလက် E ဖလက်ဒီ EDF ဖလက်ဒီ BDF ဖလက်ဒီခုကျွန်တော်တို့ဒီမှာတန်ယူကနေပြီးတော့မှ E ဖလက်လွယ်တကူညှိလို့ရပါတယ်ဒါတချို့လက်ညှိတတ်ပြီးသားမညှိတတ်တဲ့ကလေးများအတွက်ပြောပါမယ်အဲ့တော့မြင်ဆိုင်ခေါ်တဲ့ E ဖလက်မှာ E တွေစုံ E ဖလက် B တွေစုံ B ဖလက်အဲ့တော့ဒီမှာ B ကဒီမှာရှိတယ်ဒီမှာရှိတယ်ဒီမှာရှိတယ်သုံးမယ် E ကလည်းသုံးမယ်ရှိရဒါပေမဲ့တန်ရုံမှာဒီတစ်ခုကဒီမှာ E ဒီမှာ E အဲ့တော့ကျွန်တော်တို့က E ဖလက်ညှိလို့ရှိရင်ဒီသုံးမယ်စလုံးက E ဖလက်ဒီသုံးမယ်စလုံးက B ဖလက်အဲ့တော့ညှိပြီဒါ E ဖလက်ညှိမယ်ဟုတ်ပြီပြီးရင်ဒါ B ဖလက်အောက်ဆုံးတစ်ပင်သတိထားပါဒီကောင် D ကနေ B E ဖလက်ချမှာဒါဒီ E ဖလက်မြင်ဆိုင်ပေါ့အဲ့ရနေပြီးတော့မှ B ဖလက်တန်ရုပ်ကလွယ်တကူညှိမယ်၄ပင်နဲ့ချိန်မယ်ကျိုး၄ပင်ချိန်မယ်ဒီမှာ G နှစ်ပင်ရှိတယ်အဲ့ကောင်တွေကို A ကိုတင်လိုက်ပြီးတော့ဒီမှာ D ရှိမယ်အ C ရှိမယ်အဲ့ C တွေကို D တင်လိုက်ကြည့်မယ်ပြီးတော့ဒီကောင် D တင်မယ်ပြီးတော့ဒီမှာဒီ G ကို
A တင်မယ်ပြီးတော့ဒီ G ကို A တင်မယ်ရပြီဒါဒီ B flat တန်ရောပါအဲ့တော့ထပ်ပြောမယ်အလွယ်တကူပါE flat ခေါ်တဲ့မြင်ဆိုင် E flat ဇုံတဲညှိပလိုက်ပါညှိပြီးရနဲ့ G နှစ်ပင်ကို D A ပြောင်းမယ် C နှစ်ပင် D C နှစ်ပင်ကို D ပြောင်းမယ်ဒါပဲ၄ပင်နဲ့ချိန်လိုက်တန်လို့ရပြီအဲ့တော့တခုရှိတာတည့်ရဲ့ချိန်မှာတော့အပေါ်တစ်ပင်တက်သွားမယ်ပုံမှန် C ပြင်းချက် D ရစတီမှာသို့တော့ B flat ရှိတဲ့ချိန်မှာ D ရောက်သွားတယ် D ရစတီမှာလက်တန်ရိုးပါပြီးကြည့်လို့ရတယ်ခုနထန်းရတဲ့ရှင်အပေါ်ဒီပင်တက်သွားမယ်ဒါကအလွယ်တကူဒီဘလက်တန်ရိုးညှိနေပါစောင်းတီးတဲ့ဟိုညီငယ်ညီမငယ်များတူတူမများသားသမီးတွေအကုန်လုံးဒီဘီဘလက်ကိုတော့ညှိတာအောင်လုပ်ထားပါဘာလို့ဆိုတော့တော်တော်များများအခုချိန်မှာဆိုတော့တော်တော်များများကီးကြီးများတယ်ကီးရွေးတယ်ဘီဘလက်တော့တီးတတ်ရမယ်ဘာလို့ဆိုတော့ဘီဘလက်တီးတယ်မှာဒါထူးမချာနာတီးကိုတီးရမှာရှိတယ်ဘီဘလက်နဲ့အားတော့အခါတော်ပေးတာတူတူပဲဒါတန်ရုပ်ဖြစ်တာမယ်ပုံမှန်တီးတဲ့အခါတော်ပေးကိုအပေါ်တပင်တို့တီးလိုက်အောက်ရင်ခဏဖယ်ထားလိုက်စိတ်ထဲကနေဒါတကူစီတဲ့အပေါ်မှာတပင်မရှိတော့စကားရင်ဖြစ်သွားအမို့ကျွန်တော်ထပ်တိုးချက်စီရရှိရဆိုတဲ့ကိစ္စကကျွန်တော်အပေါ်ကိုတပင်တိုးခြင်းတယ်ဒီပလက်ညှိလို့ရှိရင်အပေါ်ဒီပင်ရှိမှခဏစပ်ပင်ရှိမယ်တကယ်လို့ကီးမြင့်လို့မို့ဒီရှိမှဆိုလို့ရှိရင်အောက်ဒီပင်ရှိရမယ်ဒါမှမျက်စိမလည်ပါလေအဲ့တော့ကျွန်တော်18ပင်တိုးခြင်းနဲ့အောက်ဆုံးဒီပင်နဲ့အပေါ်ဒီပင်အဲ့ဆိုရင်ကီးတော်တော်များများအတွက်စောင့်တည်ရတာအဆင်ပြေပါလိမ့်မယ်အားလုံးကျမ်းမာချမ်းသာကြပါစေလောဘဒေါသမောဟများနည်းနည်းသမျှနေတဲ့ပုဂ္ဂိုလ်များဖြစ်ကြပါစေ